ကဲချစ်ကိုရှင်မတို့ကျွန်တော်ဒီနေ့မိတ်ဆန်လေးကဘယ်ဆန်လဲသိလားကျွန်တော်ပြောရောင်းနေတဲ့ဗာလဲကျွန်တော်တို့စီချိုတီချိုသမားတွေစားသင်တဲ့ဆန်ပြီးတော့နောက်အဝါလွန်တဲ့လူတွေစားသင်တဲ့ဆန်ကိုယ့်ရဲ့ body structure တွေကို height တွေဖူးပြီးတော့မဝါချင်တဲ့လူတွေအတွက်စားသင်တဲ့ဆန်ကျွန်တော်တို့ဂျင်ကိုတောပြီးတော့ပတ်စံကိုကြခံပြီးကိုပင်အပင်ပန်းခံပြီးတော့လုံးဆရာမလိုဘူးကျွန်တော်ဒီနေ့ရောင်းတဲ့ဆန်ကိုသာပုံမှန်လေးစားတယ်ဆိုရင်ဝိမတက်စေဘူးချစ်ကိုရှင်မအောင်နော်ဘာဖြစ်လို့သိလားအစီနဲ့တွေမပါဘူးဗျနော်အဲ့ဒါဘာဆန်လဲသိတယ်နော်ရှိကိုရှင်မအောင်အဲ့ဒါဘာဆန်လဲကဲလိုက်ကြည့်လိုက်ရအောင်ကျွန်တော်ပြမယ်ကဲဒီမှာပါနော်ရှိကိုရှင်မအောင်နော်အရန်လာပါတယ်နော်ကျွန်တော်တို့ဗာလဲရှေဘိုဘက်ကလာတဲ့ margin door ပါနော် margin door ဆန်ပါအရန်မိုက်ပါတယ်ရှိကိုရှင်မတို့ရဲ့ကျွန်တော်ဒီမှာကြာထားခံအောင်တော့ကျွန်တော်လေမုတ်ပလိုက်တယ်ဗျာနော်အော်မိုက်တော်လာတယ်နော်ကဲထမင်းသားကြည့်လိုက်ကြအောင်ကဲဒီမှာနော်ချစ်ကိုရှင်မတို့မိုက်တယ်နော်သူကလေမာဂျန်တော့ရဲ့ထမင်းသားလေးတွေကလေသူ့မှာသွေးလေးနဲ့နော်သွေးလေးသူ့ဟာလေးကလေထမင်းသားလေးပြစားကောင်းလိုက်တော့မှမပြောနေနဲ့နုံညံ့ပြီးတော့စားလို့ကောင်းတယ်တခြားပေါ်ဆန်းမွေးတွေနဲ့လည်းရောစားလို့ကောင်းတယ်နော်ဒီမှာချစ်ထမင်းရင်ကွေးတာပြေးတာတွေမပါဘူးနော်ကျွန်တော်ပြောနေကြပါလေကောက်ကွေးရင်ကွေးဖင်ပြေးတာမပါဘူးနော်ဒီမှာပါကဲနောက်ဆုံးချင်းနေပြပေးမယ်အိုးမိုက်တယ်ကွာကဲရှိကိုရှင်မနော်ထမင်းလေးတွေကစင်းနေတာပဲဗျာဒီကောင်တွေကတော့ထမင်းသားကတော့ဒီလောက်ပါပဲဒါပေမဲ့အေးတော့ရင်ကျွန်တော်တို့ဒါလေးတွေကမပြောမှမှာဖြစ်ပါတယ်နော်စီချိုတီချိုသမားတွေနော်အစားလို့ကောင်းတဲ့စီချိုမတက်တဲ့စံတမျိုးဖြစ်ပါတယ်ကျွန်တော်တို့မာဂျန်တော့ပါရွှေဘော်ဘက်ကလာတဲ့မာဂျန်တော့ဘေးဥစ္စာနဲ့ပဲပေါ်ဆန်းနဲ့ရောဆာစီတန်ပဲစားလို့ကောင်းပါတယ်နော်ဆန်လည်းမတိုးပါဘူးချစ်ကိုချောင်းနော်ကဲဒီမှာနော်ချစ်ကိုချောင်းနော်ကဲကျွန်တော်လဲလီဆိုရင်လဲလီဈေးလက်ကားဆိုရင်လက်ကားဈေးလက်လီကတော့ကျွန်တော်တို့3ရက်အတွင်းကိုအရောက်ပို့ဆောင်ပေးပါတယ်ပစ္စည်းရောက်မှငွေရှေပါလက်ကားကြတော့ကျွန်တော်တို့အဲ့30ဆိုရင်ရန်ကုန်မြို့တွင်း free ပါအဲ့30ဆိုတာတစ်မျိုးလေးကိုယူစရာမလိုဘူးကျွန်တော်တို့ဒါပေါင်းပြီးတော့ယူလို့ရတယ်တစ်မျိုးကနဲ့အဲ့ဒီလိုမျိုးအဲ့30ဆိုရင်တော့ကျွန်တော်တို့ရန်ကုန်မြို့တွင်းကျွန်တော်တို့ကားခါ free နဲ့ပို့ဆောင်ပေးပါတယ်တကယ်လို့အဲ့345စင်ကားအိတ်သမားတွေဆိုတော့ကျွန်တော်စီဖိုးလောက်ယူပြီးတော့ကားခါပို့ဆောင်ပေးပါတယ်เนาะအားလုံးချစ်ကိုရှင်မတွေအယောင်းဝယ်ကောင်းကြပါစေအားလုံးအဆင်ပြေကြပါစေ